ဆူဇန်ကဒီနေ့လေဆူဇန်တို့အခုနေတဲ့အိမ်ရဲ့ဒါကဆိုလို့ရှိရင်တော့ဒါရာမာဖိုးလမ်းမကြီးပေါ့နော်အဲ့ဒီအိမ်နားမှာရှိတဲ့ဆိုင်လေးတွေတစ်ချက်ပြပေးမယ်နော်ဒီနားကလေစကိုဝစ်42လမ်းနဲ့တော့နေတယ်အခုဒီဆိုင်လေးပေါ့နော်ပုံထဲမှာမြင်ရတဲ့ဆိုင်လေးဆိုလို့ရှိရင်သူကတော်တော်စုံတယ်မီရှယ်လင်းစတာလည်းရတာပေါ့နော်သူ့ဆိုင်မှာကွတ်တီယိုကတော့အရန်ကောင်းတယ်တပွဲကို50 60ပြင်ဝက်လက်ထမင်းပေါင်းတို့ပြင်ချက်စီထမင်းတို့ပေါ့နော်ထောမကိုင်တို့လည်းရတယ်ဒီရှေ့ရဆိုင်နေဆိုလို့ရှင်လည်းဒီတောက်လျှောက်အကုန်လုံးอ่ะလေအဲ့ဒီမှာကြည့်ပါအောင်ဘယ်လိုပြောမလဲမီရှယ်လင်းစတာရထားတဲ့ဆိုင်နေပဲကွာသူကဒီနားကဆိုင်နေအကုန်စားကောင်းတယ်ဒီဆိုင်ဆိုလို့ရှင်လည်းမုကထားတို့ပါဘူးလဲကောင်းတယ်ပြင်တခြားထိုင်းဆိုင်လည်းအရင်ကောင်းတယ်ညာပိုင်းဆိုလို့ရှင်လေဒါနေကင်းသွားတယ်မလို့ညာပိုင်းဆိုလူတွေကိုစီးနေရောသူကဒီလိုလမ်းစုံနာပေါ့နော်ဒီကွေးနမ်ထိုင်းနဲ့ဒီဘက်ရာမာဖိုးနဲ့လမ်းစုံကနေပြီးလမ်းစုံကနေဆိုလို့ရှင်ဒါဆိုလို့ရှင်စကို42လမ်းဘက်ကိုရောက်သွားပြီအဲ့ဒီတိုင်းအရှိကိုဆက်လျှောက်သွားတယ်တလန်းလုံးကဆိုင်နေပဲဒီမှာဆိုကွစ်တီယိုဆိုင်ဒီဆိုင်ဆိုလို့ရှင်လည်းစားကောင်းတာပဲတစ်ခါစားဘူးရတော့လေဒါပေမဲ့ဟိုအရှိရဆိုင်ကိုတော့ပို့သဘောကျရပေါ့ပြင်ဒီလိုမျိုးထိုင်းဆိုင်တွေပေါ့နော်ဒီနားမှာတော့များတော့ပြထိုင်းဆိုင်တွေများတယ်နေကင်းဘက်ဆိုလို့ရှိရင်တော့လူအရန်စီရယ်ဒီမှာဝန်ထမ်းတွေလေထမင်းစားချိန်ဆိုလို့ရှိရင်ဒီနားတောက်လျှောက်ကတော့ကြည့်ပါအောင်ဆိုင်တွေကိုစုံနေရပဲအခုတွေ့နေရတဲ့ဆိုင်လေးဆိုလို့ရှိရင်လေသူအစ်စ်ဖွင့်ထားတာဂျပန်ဆိုင်နဲ့တူတယ်ဈေးလေးတွေက60 50 80အဲ့ဝန်းကျင်လေးနဲ့ဆိုင်အတွင်းလေးကလည်းချစ်စရာလေးအခုတွေ့နေရတဲ့ဆိုင်ဆိုလို့ရှိရင်လေ Facebook တို့ TikTok တို့မှာနာမည်ကြီးရဲ့ဆိုင်ပေါ့နော်89ဘတ်နဲ့ပူဖေးစားလို့ရတဲ့ဆိုင်ဆိုတဲ့ဟာလေးလေဝက်လက်တို့အဲ့လိုမျိုးဝက်သားနဲ့လေအဲ့ဒါဘယ်လိုခေါ်လဲမသိဘူးအဲ့ဆိုင်ပဲ blogger တွေတော်တော်များစားဘူးကြတယ်ဒီကနေဆက်သွားလို့ရှိရင်เนาะတက်ဆက်သွားရင်ဧကမိုင် BTS ကိုရောက်ပါတယ်ဒီအရှိနာမှာဆိုလို့ရှိရင်လေဗာလဲဒီ market ပေါ့နော်တလာဆိုပုံစံမျိုးတစ်ခုရှိရယ်ဒါလေးကတော့အပြန်ပေါ့နော်ကျမပေါ်တာဝင်နှုတ်ဆက်ခဲ့တာအလဲခွဲကြီးနဲ့